Hello အဖက်လေးထည့်ထားတော့ကြည့်ပြောရှိပြောလေးရုပ်လေးရဖြစ်တာပေါ့နော်ကိုကျမပြောချင်တဲ့အကြောင်းအရာလေးရတော့စင်ကာပူရောက်တယ်အခုတစ်လအတွင်းမှာကျမကြုံရတဲ့ကြရက်လေးတွေကိုပြောမှာဖြစ်ပါတယ်အဓိကတော့စင်ကတ်နဲ့ပတ်သက်တာပေါ့နော်ကျမကြုံခဲ့တာကိုပြောတော့ခါကြတော့နောက်လာမယ့်လူတွေရှိလို့ရှင်လဲကိုကြရင်တော့တတိထားမိအောင်လို့ပေါ့နော်ဒီစင်ကတ်နဲ့ပတ်သက်ပြီးဖြစ်တဲ့ဟာကလူတိုင်းဖြစ်တာမဟုတ်ကျမတက်ရမှာတစ်ယောက်နှစ်ယောက်အဲ့လိုလူတွေကမှကိုကလေးကြမှာဖြစ်တာပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့စကားရအောင်ချင်းကျမကတကယ်တမ်းကို့မှာကအလုံးခန့်စာ IP လက်တာပေါ့နော်လေစိတ်မှာပြလို့ရတယ်အသွားပြန်လည်းမဖြတ်ဆံမလို့ပဲငါအလုံးနဲ့လာတာဆိုပြီးတော့ပြလို့ရတယ် IP လက်တာပါပြီးသားအဲ့တော့ IP လက်တာနဲ့လာတယ် passport နဲ့ IP လက်တာနဲ့ပြပြီးတော့စင်ကတ်ကိုတစ်ခါတည်း register လုပ်လို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ IP ထဲမှာသူတို့စင်ကာပူကကိုယ့်ရဲ့ work permit ကရဲ့မှာပေးထားတဲ့အဓိကအသက် fin နဲ့မှပါပြီးသားဆိုတော့အဲ့ဒါနဲ့စင်ကတ်ဝင်လို့ရတယ်ဒါပေမဲ့ကျမကြတော့မှဘယ်လိုလဲဆိုတော့ကျမဒီကအသေးရလဲသူသုံးတဲ့ star help စင်ကတ်ကိုသုံးမြန်မာပြည်မှာဆို Audidoo တို့ Telenor တို့အမျိုးမျိုးကွဲသူတို့လည်းဒီမှာလဲ Sindel တို့ Simba တို့ star help တို့ M1 တို့ပေါ့နော်အမျိုးမျိုးရှိရပေါ့နော်အဲ့မှာကျမကို star help သုံးဆိုတော့ကိုကလည်း star help official site မှာပဲစင်ကတ်ကိုဝယ်တော့ခါကျငါဒီမှာ passport ပေးမယ်IP လက်တာလဲငါမှအလုပ်ခန့်စာ IP လက်တာလဲပါပြီးသားဆိုတော့သူတို့ကမဟုတ်ဘူးကို web permit ကရပြီးတဲ့အချိန်ကျမှစင်ကတ်ကိုထပ်ပြီး update လုပ်အခုကတော့ငါတို့ short term plan ပေါ့နော် tourist စင်ကတ်ကိုပဲရောင်းမယ်ပေါ့နော် tourist စင်ကတ်ကိုပဲရောင်းလို့ရမယ်ပေါ့နော်အဲ့ tourist စင်ကတ်ကတစ်လစာ data plan ပါပြီးသားတစ်လပြီးလို့ရှင် expire ဖြစ်မှာကိုကအဲ့မတိုင်ခင် expire မဖြစ်ခင်မှာကိုဒီကနေစင်ကာပူကအလုပ်သမားဝင်ကြီးဌာနပေါ့နော် M1 ကိုသွားပြီးတော့မျက်လုံးစကန်ဖတ်လက်ပွေးနေပါညာလုပ်ပြီးတော့ work permit ကတ်ပေါ့နော် physical ကတ်ထွက်တဲ့ခါကြလို့မှစင်ကတ်ကိုထပ်ပြီးတော့ update လုပ်ကိုရဲ့ work permit ကတ်နဲ့အတူပေါ့နော် aspect ကတ်နဲ့အတူစင်ကတ်ကို register လုပ်ဆိုတော့ကိုကလည်းသူပြောတဲ့အတိုင်းပဲအဲ့ဆိုရင်သူရဲ့အဲ့ short term plan ပေါ့နော် temporary tourist စင်ကတ်နဲ့ပဲဝယ်ခဲ့တယ်ဝယ်ပြီးတော့ခါကြတော့အဲ့ဒါနဲ့သုံးတာပေါ့နော်သုံးတာလဲကိုကြမှာအဲ့စင်ကကဘလို့ဖြစ်လဲဆိုတော့ယောက်ျားဖုန်းနဲ့ဟိုကျမအမျိုးသားယောက်ျားဖုန်းနဲ့ဟိုထည့်တော့ 4 data မိတယ်ကွာ 4G plan မိတယ်ကျမဖုန်းသူနဲ့ကျမနဲ့ဆန်ဆောင်ကျမဆန်ဆောင် S24 Ultra အမျိုးသားဆန်ဆောင် S23 Ultraတင်းတယောက်နဲ့တယောက်မတိမ်မရင်လေးပဲကိုသူ့ဖုန်းကကျမထက်တောင်မော်တယ်နေသေးတယ်အဲ့ဒါကိုသူ့ဖုန်းနဲ့ကြအဲ့စင်ကကအဆင်ပြေပြီးကျမဖုန်းနဲ့ကြတော့အဲ့စင်ကက data မတက်ဘူးမတက်တာကိုဆိုင်ရလဲသူတို့ရှေ့မှာဒီလောက်စမ်းပြနေတဲ့ဟာကိုလေအဲ့ star help ဆိုတဲ့ဆိုင်လုံးဝကျမကတော့ bad review ကိုပဲပေးပါတယ်အဲ့ star help စင်ကကိုမသုံးကျမကတော့လုံးဝထပ်ပြီးတော့သုံးမှာမဟုတ်တော့ပါဘူးအဲ့သူတို့ကအဲ့ဒါကိုခုဖုန်းကပဲဖြစ်တယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့ပဲပြောလိုက်တာအဲ့ဒီစင်ကာပူက Orchard မှတ်တိုင် MRT နန်းလေးမှာရှိတဲ့ Orchard brand က Star Health ဆိုင်ပေါ့နော်အဲ့မှာအဲ့လိုနဲ့ကျမစင်ကအဆင်မပြေဘူးအဲ့နဲ့နောက်ဆုံးဒီဝူလန်းမှာရှိတဲ့နောက်ထပ် Star Health ဆိုင်ကိုတွားပြတယ်မှာသူဘာနှိပ်ပေးလိုက်လဲမသိဘူးငိုတော့ကသူတို့ရဲ့ system တစ်ခုlaptop ထဲမှာတခုမြင့်ပြီးလုတ်ပေးလိုက်တဲ့ထင်တဲ့စင်ကကိုအဲ့ကြတော့မှပဲကျမ data ရတယ်ပတ်စံပေးဝယ်30နဲ့စင်ကာပူဒေါ်လာ$30ပြီးဝယ်ရတော့မှစင်ကကအဆင်မပြေဘူးဒုတိယတစ်ခေါက်တခြားနေရာကသူတို့ star head ဆိုင်မှာပဲတွားပြီး complaint တက်တော့မှရတယ်အဲ့လိုကြီးဖြစ်နေတာအဲ့နဲ့ထားလိုက်ပါဦးအဲ့နဲ့ကျမအဲ့လိုပြီးတော့နောက်ရက်ကြတော့ရုံးဖွင့်ရတနင်္လာနေ့ကြတော့ M1 ကိုသွားကျမရဲ့ web permit ကအတွက်ပေါ့နော် web visa ကအတွက်ဟိုလောက်တယ်ပေါ့အဲ့ register တွေလုပ်ပြီးတဲ့အချိန်ကြတော့ပြီးတော့နောက်ဆုံးတစ်ပတ်လောက်နေတဲ့အချိန်ပေါ့နော်တစ်ပတ်လောက်နေတဲ့အချိန်မှာကျမရဲ့အလုပ်ရှင်စီကိုကျမရဲ့ aspect က delivery နဲ့ရောက်လာတယ်အဲ့ကရတော့မှကျမအဆုံးထပ်ပြီးတော့အဲ့ဆိုင်ကိုသွားတယ်ဟို star အဆိုင်ကိုသွားတဲ့ခါမှာအဲ့မှာလည်းဘယ်လိုဖြစ်လဲဆိုတော့ကျမရဲ့စင်ကတ်ကိုသူတို့ကကျမရဲ့ကတ်နဲ့ aspect ကတ်နဲ့
register လုပ်လို့ update လုပ်လို့မရတော့ဘူးလေဘာလို့လဲဆိုတော့သူတို့ကဒီဇင်ဘာ2ရက်နေလားမသိဘူးအဲ့နေ့ကိုနောက်ဆုံးလာပြီး 4G တနိုင်ငံလုံးမှာရှိတဲ့ 4G စင်ကတ်တွေအကုန်လုံးကို system တွေလုံးဝ close လုပ်ပြီးတော့ 5G update လုပ်လိုက်တာမို့လို့တဲ့ system လုံးဝ shut down ဖြစ်သွားပြီဆိုတဲ့အတွက်ကျမကအဲ့မတိုင်ခင်မှာဝယ်ခဲ့တဲ့ကျမရဲ့ 4G prepaid စင်ကတ်ကိုအခုကျမအသေးရတဲ့အလုပ်ဗီဇာကတ်နဲ့ပေါ့နော် update လုပ်လို့မရတော့ဘူးဆိုပြောတယ်မရရင်လည်းသူတို့ကအစိုးရကလေးကဒီစင်ကတ်ကိုနောက်မှနေ aspect ကနေရဲ့ web permit ကရတော့မှ update လုပ်လို့ရတယ်လို့ပြောပြီးတော့ရောင်းလိုက်ပြီးတော့ဒီ 4G မှတိတိနဲ့သူတို့ရောင်းလိုက်ပြီးအခုကျတော့သူတို့ကအဲ့ဒါကိုမရဘူးဆိုပြီးလောက်တာအဲကျမတို့စင်ကအစ်စ်ဝယ်ရမယ်လို့ပဲပြောတယ်အဲ့တုန်းကလည်းအရန်တွေကိုတိုင်ပတ်အဲ့နဲ့ပဲနောက်ဆုံးကြဘလို့မှများတယ်ကျွန်တော်အဲ့ဆိုသူတို့ star ဟတ်တော့ငါမသုံးတော့ဆို M1 ဆိုင်ကိုသွားပြီးတော့ M1 ဆိုင်မှာကျမရဲ့အလုပ်ကတ်နဲ့ပေါ့နော်အလုပ်ကတ်နဲ့ register ပြီးတော့ M1 ဆိုင်မှာစင်ကတ်ဝယ်အဲ့ဒါပြီးတော့ထပ်ပါအဲ့တော့စင်ကတ်အစ်စ်နံပါတ်အစ်စ်ဖြစ်သွားတော့ခါကျကျမမှာ M1 ကိုလည်းအလုပ်ရှင်ကနေတက်စင်ဖုန်းနံပါတ်ချိန်ကြမှာပို့တင်ရတယ်ပြီးရင်ကျမအဲ့ DBS bank account ဖွင့်ထားတာလည်းဖုန်းနံပါတ်ကိုချိန်နံပါတ်ပြန်ပြီးလုပ်ရတယ်အဲ့မှာလေးလည်းကျမကန်ခေတယ်တော့အဲ့မှာဟိုဟာအဲ့ဒါကြီးတက်သေးတယ်အဲ့တုန်းကလည်းအဲ့ဒါကြီးတက်တာမှအဲ့ဒါကိုစိတ်ရှင်းနဲ့စောင့်ဟူးလို့မေးဒီလိုမေးနဲ့လုပ်ရအဲ့ပြီးတော့အဲ့အားလုံးအဆင်ပြေသွားပြီဖုန်းနံပါတ်တွေချိန်လို့ရပြီဆိုတော့ခါကြတော့လဲကျမရဲ့ DBS ကျမ M1 ကဝယ်တဲ့စင်ကတ်ကလည်းဘလို့ဖြစ်နေလဲတော့အရင်ရှိလူတို့ကဒီခဏလာတဲ့လူတွေကဒီဖုန်းနံပါတ်ကိုသုံးတယ်တလားပြီးလို့အလုံးမရရင်ပြန်သွားတယ်ဆိုတော့ဒီဖုန်းနံပါတ်တွေကပြန်ပိတ်တယ်ဆိုအဲ့ဖုန်းနံပါတ်တွေကိုသူ recycle number အနေနဲ့ပြန်သုံးတယ်ပေါ့နော်ကုန်ရှိလူကထပ်ပြီးမသုံးတော့ဘူး expire ဖြစ်သွားပြီဆိုရင်နောက်လူကိုအစ်စ်ရောင်းပြီးသုံးတယ်ဒီမှာကျမအစ်စ် M1 နဲ့အစ်စ်ဝယ်လိုက်တဲ့စင်ကတ်ကလည်းဘာဖြစ်တုံးဆိုတော့ကျမပေးနှောင်းအကောင့်ကိုဖုန်းနံပါတ်နဲ့ကိုလုံးလို့မရဘူးသူတခြားဖုန်းနံပါတ်ကြီးနဲ့တခြားဘဏ်ကြီးမှာရှိနေတော့ခုကိုနာမည်ကိုဖုန်းနံပါတ်နဲ့လုံးလို့မရဘူးနံပါတ်ကတော့တူပေမဲ့လူကတခြားလူနာမည်ဖြစ်နေကျမနာမည်နဲ့မဟုတ်ဘူးဖြစ်နေအဲ့မှလည်းတခါဘဏ်ကိုသွားပြီးတော့ complaint တက်တယ်ကိုလှုပ်ထတာ DBS ဟိုဘက်ကအကောင့်ကအရင် user အရင်ဖုန်းနံပါတ် user ရဲ့အကောင့်က OCBC ဆိုတဲ့အကောင့်မှာပေးနောက်အကောင့်သုံးတာသူတို့နိုင်ငံကကြောင့်ဖုန်းနံပါတ်တစ်ခုကနေပေးနောက်အကောင့်ကဘဏ်တစ်ခုလည်းနဲ့ပဲချိန်သွင်းလို့ရတယ်အဲ့တော့အရင် user တခြားဘဏ်နဲ့ချိန်ထားတဲ့အတွက်ကျမကလက်ရှိဒီဖုန်းနံပါတ်ရဲ့ပိုင်ရှင်ဖြစ်ပေမဲ့အခုကျမဘဏ်နဲ့ကျမချိန်လို့မရအောင်အဲ့နဲ့ OCBC ကိုသွားပြီးတော့လဲ OCBC ကလည်းနင်က DBS ဘဏ်မှာအကောင့်လုပ်ထားတာတော့ DBS ကပဲနင်ကိုကူညီနိုင်မယ်ဆိုပြီးပြောရောအဲ့နဲ့ DBS ကိုသွားတော့ခါကျသွားတော့လဲ OCBC ကိုသွားလုပ်လို့ပြောအဲ့နဲ့ငါလည်းမဟုတ်ဘူးငါခုလေးတင်သွားလာခဲ့တာသူတို့ကမကူညီနိုင်ဘူးလို့ပြောတယ်နင်ငါအကောင့်က DBS မှာပဲရှိလို့ဆိုပြီးတော့အဲ့နဲ့ DBS အကောင့်ကလူတွေကအဲ့ကြတော့မှပဲကျမတို့သူတို့ internet ဘဏ်ချင်း report တင်ပြီးတော့လုတ်ပေးတာပေါ့နော်ပြီးတော့ကျမရဲ့ခဏ M1 စင်ကကိုဝယ်ထားတဲ့စာချုပ်ပေါ့နော်စာချုပ်ပြတော့မှကျမအဲ့စာချုပ်အထောက်အထားနဲ့တူကျမလက်ရှိ current user ပေါ့ဒီဖုန်းနံပါတ်ရဲ့ပိုင်ရှင်ကကျမဖြစ်ကြောင်းဆိုပြီးတော့ report တင်ပြီးတော့အခါကြတော့မှလည်း report တင်တာလည်းခဏဘယ်နှစ်ရက်လောက်ကြာ2ရက်3ရက်လောက်ကြာတော့အချိန်ကြာတော့မှကိုနံပါတ်နဲ့ကိုဖုန်းနံပါတ်နဲ့ကိုနာမည်နဲ့ကိုပေးနောက်အကောင့်ကိုဒီဘဏ်ကိုဘဏ်မှာ register လုပ်လို့ရတယ်အဲ့တော့ဒီအခုတလားလောက်တကယ်ပြောတလားလောက်နေတော့မှကျမရဲ့ဒီစင်ကတ်ကိစ္စကြီးစင်ကတ်ကြရကြီးလုံးဝတည်ငြိမ်သွားတယ်နောက်တဲ့ပြဿနာတွေမဖြစ်ဘူးလဲမျှော်လင့်ပါတယ်အားကြောင့်မို့တကယ်တော့နိုင်ငံတနိုင်ငံလာတာဒီစင်ကတ်တို့ဘဏ်ကိစ္စတော့အလွယ်ကူဆုံးပဲစင်ကတ်ဝယ်ရတယ်အဲ့ဒါကိုကျမမှာအခုလိုပြဿနာဖြစ်နေတာနောက်ခါကျတော့နောက်လူတွေလည်းစင်ကတ်ဝင်မယ်ဆိုရင်တေချာဂရုစိုက်ဖို့အတွက်ကျမရဲ့ကြရက်လေးကိုသင်္ကန်းသာယူအောင်ဘဟုတုတ္တပြောပြပေးတာဖြစ်ပါရဲ့ရှင်